โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အကြောင်းအရာလေးတစ်ခုပြောပြသွားဖို့ရှိရပါတော့ဒီအကြောင်းအရာလေးကကျွန်တော်တို့ React Native Developer တယောက်အနေနဲ့သတိထားမဲ့ error တိတ်တိတ်မွမွလေးတစ်ခုပေါ့နော်ဒီတိတ်တိတ်မွမွလေးကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ app ကိုအသုံးပြုမဲ့ user behavior ကိုပါထိခိုက်စေနိုင်တဲ့အထိဆိုးကျိုးတွေရှိရပါတော့ဆိုတော့ဒီ scenario လေးကိုပြဖို့အတွက်ဆိုကျွန်တော်ရဲ့ Paxentry app ထဲမှာ example လေးရှိရပါတော့ဆိုတော့ကျွန်တော်ပြချင်တဲ့နေရာလေးကိုကျွန်တော်ရင်သွားလိုက်မယ် MindPath အောက်က add new path ထဲမှာကျွန်တော်လောလောဆယ်ပတ်တိုက်မှာကျွန်တော်ခွေးလေးအရင်ရွေးလိုက်မယ်ပေါ့နော်โอเคပြီးရင်ကျွန်တော် brush ဆိုတာကြောင့်ဒါမျိုးစိတ်ပေါ့နော်ဒီမှာကျွန်တော်မျိုးစိတ်တွေအများကြီးထည့်ပေးတာခွေးမျိုးစိတ်ကကျွန်တော်290လားမသိဘူးရှိရယ်โอเคဆိုတော့ထားပါတော့အခုကျွန်တော်တို့ကဒီ development လုပ်လို့ရှိရင် simulator တွေ emulator တွေပေါ်မှာကိုယ့်ရဲ့ mobile app ကိုစမ်းပြီးတော့ production တက်တဲ့အခါကျရင် user ရဲ့လက်ထဲကိုကျွန်တော်ကထည့်ပေးလိုက်ရပြီ user တွေကကြတော့သူတို့ရဲ့ physical phone နဲ့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လို scenario တွေရှိလဲဆိုရင်ဥမာထားပါတော့เนาะဒီ scenario ကိုကြည့်လို့ရှိရင် user ကခုနကခွေးလေးရေးခဲ့တယ်သူကအခုသူ့ရဲ့ခွေးလေးရဲ့မျိုးစိတ်ကိုထည့်ဖို့အတွက်သူကဒီမှာ search bar မှာသူကသူ့ရဲ့ခွေးလေးမျိုးစိတ်သူရှာတယ်ပေါ့เนาะအခုသူဒီမှာ golden retriever သူထည့်မယ်ဆိုတော့သူလိုချင်တဲ့ user တယောက်ရဲ့ behavior တကယ် behavior ဖြစ်ရမယ့် behavior ဘယ်လိုမျိုးလဲဆိုတော့သူလိုချင်တဲ့ golden retriever ကိုတွေ့ပြီဆိုတော့သူကဒါလေးကိုနှိပ်လိုက်လို့ရှိရင် selected တန်းဖြစ်ကြမှာ okay ဆိုတော့သူနှိပ်လိုက်တယ်ဟော selected မဖြစ်ဘူးကျွန်တော်ပထမတစ်ခါနှိပ်တဲ့အခါကျတော့ keyboard ကိုသူကအောက်ပြန်ချလိုက်တယ်နောက်တစ်ချက်ထပ်နှိပ်တယ်ဒုတိယတစ်ချက်နှိပ်လိုက်တဲ့အခါကျမှသူလိုချင်တဲ့ golden retriever လေးက selected ဖြစ်သွားဆိုတော့ဒါ user behavior ကိုအကြီးကြီးထိခိုက်စေနိုင်တယ်ပြောရရင်ဒါ UX မကောင်းလို့ဆိုနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပြဿနာကို React Native မှာဘယ်လိုဖြေရှင်းမလဲကျွန်တော်တို့တကယ်ဖြစ်တဲ့ scenario ကကြတော့ user ကသူရှိရဲ့ဟာကို keyboard ရှိရဲ့ keyboard တက်နေတဲ့အချိန်မှာသူနှိပ်လိုက်တဲ့အရာဒီနှိပ်လိုက်တဲ့အတိုင်း selected ဖြစ်နေရမှာโอเคဆိုတော့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းဖို့ဆိုရင်ကျွန်တော်တို့ဒီ score view ထဲမှာဒီ property နှစ်ခုထည့်ပေးရမယ်ပေါ့နော်ဆိုတော့ keyboard show passes step handle နဲ့ keyboard dismiss mode ကို on drag ဖြစ်တဲ့အချိန်မှာကျွန်တော် dismiss လုပ်ပေးရမယ်โอเคဆိုတော့ scenario ကဘယ်လိုဖြစ်မလဲဆိုရင်အခုကျွန်တော် keyboard တက်ထားတာရှိတယ် keyboard တက်နေတဲ့အချိန်မှာကျွန်တော် golden retriever ကို unselected လုပ်လိုက်မယ်โอเค selected ထပ်လုပ်မယ်ပြီးရင်နောက်က value တစ်ခုကျွန်တော်ထပ်ယူမယ်โอเคဆိုတော့ဒါကဖြစ်တဲ့ user behavior ကိုမူတည်ပြီးကျွန်တော်တို့ React Native developer တယောက်အနေနဲ့တတိထားပြီးလုပ်ရမယ့်အကြောင်းအရာလေးအသေးမွှားလေးတစ်ခုပေါ့နော်ဆိုတော့ဒီလိုအသေးမွှားလေးတွေကိုစကားမဆက်ပေါ့နော်ကျွန်တော်ရဲ့သင်တန်းမှာကျွန်တော် React Native class ထဲမှာကျွန်တော်ထည့်ပြီးသင်ပေးထားတာရှိတယ်ဒါပဲကျွန်တော်တို့ဒီလိုမျိုး tips and tricks တေးသေးလေးတွေအများကြီးကိုလည်းကျွန်တော်ထည့်သွင်းပြီးတော့သင်ပေးထားတာရှိပါတယ်ဆိုတော့စိတ်ဝင်စားလို့ရှိရင်လာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ